နေ့ကျွန်တော်ဂိမ်းထော်နေတဲ့အချိန်မှာပဲကျွန်တော်ကနေကြောက်ရောက်လာပြီးတာကြီးမင်းဘလော့ဖူဆော့ကြည့်လို့ပြောပါတယ်သူပြောတော့ဘလော့ဖူကကောင်းတယ်လို့ပြောတယ်ကျွန်တော်ကလည်း 1v ဖြစ်နေတဲ့အတွက်ကျွန်တော်ဆော့ကြည့်ဖို့ဆုံးဖြတ်ချလိုက်ပါတယ်ဒါနဲ့ပဲကျွန်တော်ဂိမ်းလေးရောက်လာတယ်ပေါ့ဗျာဂိမ်းလေးရောက်တော့ချိန်သူက Pirate နဲ့ Marine ဆိုရွေးကနေပေါ့နော်ပင်နယ်တများနဲ့ရေးတက်ပေါ့ Pirate ပဲရွေးလိုက်ပါတယ်တခုပြောချင်တာဒါကကျွန်တော်ကနေကြီးကောက်ပေါ့နော်ဒါကျွန်တော်ကောက်မဟုတ်ဘူးပေါ့ကျွန်တော်ဘလော့ဖူကူမဆားဆိုတော့ကျွန်တော်ကနေစီကကျွန်တော်ကောက်ခါပြီးဆော့တာပေါ့နော်โอเคဆိုတော့သူကောက်တဲ့မှာဘာရှိမလို့ဆက်ကြည့်လိုက်အောင်သူထဲမှာတော့ ice ရ light ရလို့ပါညာပေါ့ဗျာ ice ဆို light တို့ရှိရပေါ့ဗျာကျွန်တော်လည်းဟို body တက်ကြည့်လိုက်တယ်နော်အပေါ်မှာကျွန်တော်လူတွေးတော့ကျွန်တော်တက်ကြည့်လိုက်တာဒီမှာကျွန်တော်ဒူတော့ဘာကြီးတက်မသိစပယ်တခုတုံးနေတာကျွန်တော်တေးသွားတေးပြက်ရှင်လိုက်ပြမှာကျွန်တော် live food ဆိုရင် food တွေ့ရတယ်ကျွန်တော်စားလိုက်ပါတယ်ဒီဆို live food စားလိုက်မယ်ပေါ့နော်live food တင်လိုက်တယ်ကွာချစ်စရာဆို animation fight ဘာညာကြီးဆောင်းမိုက်တယ်ပေါ့ကွာโอเคအေးဟိုယောလှမ်းကြီးလားလှမ်းကြီးအိတ်လောင်တောက်အိုးဒမ်းမရလောက်များလိုက်တာโอเคအဲ့တော့ကျွန်တော်မှာYouTube လို့တော်မှတွေ့နေတာတော့ full roll တွေဆိုရဟာပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်တော့လုပ်ပါမယ်ခေကျွန်တော်ဒီဘောကကောင်ကျွန်တော်စကားပြောချင်တော့ဖူးရတယ်ပေါ့နော်ဒီဆိုတော့သူ့စကားပြောလိုက်ရအောင်ဆိုတော့ပြောကြည့်အောင်ဒီပါခေဆိုနှိမ့်တယ်ပါပတ်စံလိုပဲအေးပါကွာပတ်စံလိုတော့ကျွန်တော်လည်းမှာကျွန်တော်မှာ question တွေနေအောင်တော့ပြီးကျွန်တော်ကော်စီလာကင်းဆိုပေါ်တက်ပုံထုတ်ပါတယ်ကျွန်တော်ပေါ်တာကင်းစီကိုကျွန်တော်လည်းအများပဲတွားလိုက်ရောဗျာအဲ့ဒါနဲ့ပဲကျွန်တော်လည်းများဆန်းဆန်းတွားတယ်ပေါ့ဗျာကျွန်တော်လည်းရောက်ကော်စီလာကင်းဆိုပေါ်မပေါ်သေးဘူးဗျာသူပေါ်ပေါ်က10မိနစ်ကျော်လိုတွေပေါ့နော်ကျွန်တော်လည်းခဏစောက်လိုက်ပါတယ်ဆိုတော့သူပေါ်မှပြတ်တွေ့ရောနော်โอเคကော်စီလာကင်းပေါ်ကို3စက္ကန့်လောက်ပဲလိုရပေါ့နော်โอเคသူပေါ်ပြီရှော့မှတစ်ချက်ရောက်ကြီးတစ်ချက်တည်းနဲ့တီသွားတာကော်စီလာကင်းကပေါ်လို့ပြောတာကွာထင်လောက်လည်းမခတ်ပါဘူးတစ်ချက်တည်းနဲ့ပဲတီသွားတယ်โอเคအဲ့တော့ငါဖူတောက်ရုံးမယ်ကွာโอเคဖူရိုးမဲ့လူစီကိုရောက်လာပြီကဲငါမှရှိ iPhone လေးထုတ်ပြီးရိုးကြည့်မယ်ကွာရော့ဖူရိုးโอเคပြီးတော့ကောင်းတာလေပေါ့အိုးရောဘာဖူးကြီးလဲဟာအိုးရောက်ကြီးစောင်းဝမ်းမိုက်တယ်ဟာခေဖုန်းနဲ့ကောင်းလားမသိဘူးကောင်းလားမကောင်းလားမသိပါစတိုးထားလိုက်မယ်မိုက်ကွာခေဖူးလုံးကိုပို့ရပြီပေါ့နော်ခေနောက်တစ်ခု iPhone လေးပါစတိုးထားလိုက်မယ်ခုကျွန်တော်ဖမ်းမယ်ကြုံတောက်ပါမယ်ဆိုတော့ကျွန်တော် live food နေပြန်ပြီးရောက်သွားတယ်ပေါ့ဗျာကျုံးစီလာတော့ကျွန်တော် question တွေတူသွားတယ်ပေါ့ခေရှေ့ကောင်ကျွန်တော် food တောက်ပြီပါမယ်ဆိုတော့ကောင်းချင်ပါကျွန်တော်စကားပြောရမှာလည်းကောင်းအရင်ဆုံးသူပြောရတော့ကျွန်တော်အကောင့်4កောင်တက်လို့ရှိရင်ပတ်စံ4កောင်ရမယ်ပြီး HP ဘယ်လောက်ရမှာလဲမသိပါဘူးကျွန်တော်လည်းမတကောင်တွေအားလုံးလိုက်ချရပေါ့ဗျာ4កောင်အောင်ဆိုပြโอเคဒီကောင်တက်သွားရှင်တော့ကျွန်တော် level တက်ပါပြီပေါ့နော်โอเค level တက်ပြီဆိုတော့ဒီနေ့ပြောတာဒီလောက်ပါပဲဒါပထမဆုံးကျွန်တော်ရဲ့ blog video ဖြစ်တဲ့အတွက်ဆိုတော့ကောင်းတဲ့ချက်တွေရောရှိရင်မကောင်းတဲ့ချက်တွေရောရှိရပါတော့ဆိုတော့ကောင်းတဲ့ချက်တွေရော comment မှာရေးမှာပါမကောင်းတဲ့ချက်တွေရောမမှားပါပဲဒါပါပဲဟောစကားမဆက်ကျွန်တော် channel လေးကို like subscribe လုပ်ဖို့မမေ့ကြပါနဲ့